အားလုံးပဲမင်္ဂလာပါရှင် Pink for you ဆေးဝါးကုသတဲ့ channel လေးကပြန်လည်ကြိုဆိုပါရစေ။ဆေးဝါးကုသတဲ့ channel လေးကနေပြီးတော့ဆေးဝါးကုသတဲ့အကြောင်းပြောနေရအပိုင်းလေးပေါ့နော်အပိုင်းဆက်လေးဖြစ်နေလို့ဒါလေးကတော့ channel လေးကိုဒီနေ့ဆက်ပါမယ်။အရင်တစ်ပတ်တည်းကဆေးရဲ့ dosage form တွေမြန်မာ register တွေကိုပြောခဲ့ပြီးဖြစ်ပါတယ်။ဒါလေးကတော့အခုကတော့အခြေခံတည်တဲ့ဆေးလေးအကြောင်းပြောမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုကလေဆေးပေါ့နော်။ဒါတော့များတောက်ပူကြရဲ့လေဆေးဖြစ်ပါတယ် Arix ပေါ့ Arix နောက်ဆိုလို့ရှိရင်သူကလေထိုးလေအောင်တာရင်ပြည့်ရင်ကြဲတာလေပွားတာဘိုက်အောင်ခြင်းတွေကိုတတစေနိုင်တဲ့ဆေးဖြစ်ပါတယ်ဒီဆေးကိုဘယ်လိုတောက်ရမလဲဆိုလို့ရှိရင်တစ်ခါတောက်တစ်လုံးတစ်နေ့ကို3ချိန်ဒါမှမဟုတ်4ချိန်ပေါ့နော်အစားစားပြီးတိုင်းတောက်သုံးနိုင်ပါတယ်အဓိကသူ့ရဲ့သူ့ဘယ်မှာတောက်ရမလဲဆိုတော့လေထိုးလေအောင်ဖြစ်တဲ့ချိန်ရင်ပြည့်ရင်ကြဲဖြစ်တဲ့ချိန်လေပွားဘိုက်အောင်တဲ့ချိန်တွေမှာတောက်ရပါမယ်နောက်တစ်ခုကတော့ acid ဓာတ်ပေါ့နော်အဆိုင်ထဲမှာရှိတဲ့ acid ဓာတ်ကိုဓာတ်ပြည့်စေရဲ့ဆေးပါဒီဆေးရဆိုလို့ရှိရင်အဆိုင်အတွင်းမှာရှိထွက်ရှိပြီးရဲ့ acid တွေကိုဓာတ်ပြည့်အောင်ချိတ်ဖြတ်ပေးပြီးတော့အဆိုင်အောင်တာတွေရှင်ပူတာတွေအစာမကြေတာတွေအစာရည်မျိုးပြုံးတစ်လျှောက် acid အချင်းရည်များပြန်တက်တာတွေကိုတတစေနိုင်ပါတယ်ခုနလေဆေးရည်နဲ့မတူတဲ့ချက်ကတော့လေဆေးကတော့လေဆေးဆိုတဲ့အတိုင်းပဲပေါ့နော်လေထိုးလေအောင်တာတို့လေပွားတို့အဓိကကောင်းစေရပါဒါကကျတော့သူအစာချေစေးပေါ့နော်အဲ့လိုမျိုးပြောလို့ရပါတယ်အစာချေ acid ကိုဓာတ်ပြည့်စေရဲ့ဆေးပါဘာလို့ရှိလဲဆိုရင်ဒိုင်ဂျင်တို့ Creamix တို့ပေါ့နော်တို့ရောဘယ်လိုတောက်လို့ရမလဲဆိုလို့ရှိရင်တစ်နေ့ကို3ချိန်နောက်မှ4ချိန်အစားစားပြီးတိုင်းတောက်လို့နိုင်ပါတယ်ခုနလေးစေးတောက်တဲ့အတိုင်းပဲပေါ့နော်နောက်တစ်ခုကတော့ဝမ်းချုပ်ခြင်းကိုတက်တာစေရဲ့ဆေးပေါ့နော်ပြောချင်တာတော့ဝမ်းပျော်စေဝမ်းနှုတ်စေပေါ့နော်အဲဆိုရင်သူကဘာဆေးလေးရှိမလဲဆိုရင် D-glass လို့ခေါ်ပါတယ်ဈေးကွက်ထဲမှာ D-glass လို့ခေါ်တယ်ဆေးနာမည်အခုနောက်ပိုင်း B-glass တို့ပါလို့လည်းရှိရပါတော့အဓိကတော့သူက bisacoline ပါတာပါသူရဲ့ပါဝင်ပစ္စည်းကတော့ bisacoline မှာ bisacoline 5 mg ပါတာအဲ့တော့ D-glass ရရင်မရရင် B-glass တို့ပါလို့ရလဲရပါတယ်သူ့ဘူးတောက်မယ်ဆိုရင်5 mg ဒါမှမဟုတ်10 mg ကိုတစ်နေ့တစ်ချိန်ညအိပ်ရာဝန်တန်းนี้မှာတောက်သုံးလို့ရှိရင်တော့ဝမ်းချုပ်အဝမ်းအရန်ချုပ်တဲ့သူတွေမှာဆိုရင်ဝမ်းပြောစင်းနဲ့တောက်လို့ရပါတယ်နောက်တစ်ခုကတော့ probiotic ပါ probiotic ကတော့တော်တော်များသိကြမှာပါ bioflora ပေါ့နော် bioflora လို့ခေါ်တာဒါပေမဲ့ bioflora ရအခုနောက်ပိုင်းတော့အရင်တော့မရှိတော့ဘူးပေါ့နော်သူကအဓိကကြောင်းတောက်ရလဲဆိုရင်ပိုးသက်စေးကြောင့်ဒါမှမဟုတ်ဘက်တီးရီးယားကြောင့်ဝမ်းလျှော့တာဝမ်းချုပ်တာတွေဥယျာဉ်ကြောင့်ယောဂါတွေကြောင့်ဝမ်းပိုက်မအိမ်မသားဖြစ်တာကိုတတစေး probiotic လေးပါတို့တော့ဘယ်လိုတောက်လို့ရလဲဆိုတော့အမှုန်လေးလည်းရှိရယ်ကပ်ဆူလေးလည်းရှိပါတယ်အဲ့အမှုန်လေးရဆိုရင်ဒီနေ့ကိုထုတ်ကနေနှစ်ထုတ်တောက်လို့ရပါတယ်နောက်တစ်ခုကတော့ဝမ်းအရင်ရှော့ပြီးဆိုလို့ရှိရင်ဝမ်းရှော့တာကိုတတစေဖို့အတွက်ဓာတ်စားတွေပြန်တောက်ပေးရတယ်ပေါ့နော်အဓိကတော့ဝမ်းရှော့လို့ရှိရင်သူကဘာဖြစ်လဲဆိုတော့ဝမ်းရှော့တာကိုအန်နာလို့ဖြစ်မယ်ဆိုရင်ခန္ဓာကိုယ်ကနေရေဓာတ်တွေဆုံးရှုံးသွားပါတယ်ရေဓာတ်ဆုံးရှုံးလာတဲ့အချိန်မှာရေကိုရေဓာတ်ပြန်ဖြည့်ဖို့အတွက်တောက်ရတဲ့ဆေးတောက်ရတဲ့ဓာတ်စားဖြစ်ပါတယ်အပူဒဏ်ပြင်းထန်လို့နာတို့ချွေးထက်များခြင်းကြောင့်ရေဓာတ်ဆုံးရှုံးခြင်းတို့မှာလည်းသုံးရပါတယ်ဒီမှာနမူနာပြထားတဲ့အထုပ်ကလေးရရေ1လီတာအပြည့်နဲ့ဖြော်ရမယ် ORS တွေဖြစ်ပါတယ်ဓာတ်စားတို့တွေဖြစ်ပါတယ်နောက်တစ်ခုကတော့ကရင်အတွင်းဖြစ်တဲ့ယောဂါတွေမှာသုံးတဲ့ဆေးပေါ့နော်နှာခမ်းနဲ့ပါးစပ်အတွင်းမှာပေါက်တဲ့အနာတွေတတစေဖို့နဲ့တော်ရဲဆိုင်ရာကိုတောင်းမှုတွေကြောင့်နာကျင်ရောင်ရမ်းခြင်းတွေကိုတတစေဖို့အတွက်သုံးတဲ့လိမ်းဆေးဖြစ်ပါတယ်။သူကအထဲမှာပါလဲဆိုတော့ triamcinolone acetonide လို့ခေါ်တဲ့ chemical တစ်မျိုးပါတာဖြစ်ပါတယ်။ဆေးကိုတော့ Zentalon လို့ခေါ်ကြပါတယ်။ Zentalon oral ပေါ့နော်ဒီလိုပုံစံလေးနဲ့ရှိလာပါတယ်။နောက်တစ်ခုကတော့လူစမ်းကြီးလို့ခေါ်တဲ့ငုံဆေးပါငုံဆေးတွေကတော့အဓိကအပြင်လေချောင်းရတာတို့လေချောင်းနာတာတို့ချောင်းဆိုတာတို့အတန်ဝင်တာတို့ကိုတတစေပါတယ်မပြထားတဲ့ငုံဆေးလေးပေါ့နော်အဲ့ဒါလေးတတစေပါတယ်နောက်တစ်ခုကျတော့ဇင်းတက်ပါဝင်တဲ့ငုံဆေးလေးလည်းရှိပါတယ်အဲ့ဒါကတော့လေချောင်းရရနာလေချောင်းနာတာချောင်းဆိုတဲ့အတန်ဝင်ခြင်းတို့ကိုတတစေပါတယ်ဇင်းပါဝင်တဲ့အတွက်ကြောင့်သူကကိုယ်ခံအားကိုကောင်းစေသလိုဂရင်းနဲ့ကိုလည်းရှင်းစေပါတယ်နောက်ထပ်ငုံဆေးတစ်မျိုးကတော့ antibacterial လူစမ်းကြီးလို့ခေါ်တဲ့ဘက်တီးရီးယားပေါ့နော်ဘက်တီးရီးယားတွေကိုဖယ်ရှားပေးရဲ့ငုံဆေးပါသူက green နဲ့လေကြောင်းဝင်ရှိရောဘောလူရှင်းနေဖယ်ရှားပေးပြီးရောလေကြောင်းနာခြင်းကိုတတစေပါတယ် vitamin C ပါဝင်တဲ့အတွက်ကြောင့်ခုခံအားကိုလည်းတက်စေပါတယ်
ဒီပိုင်းလေးမှာတော့လေးစေးအကြောင်းအစာကျေးဇူးအကြောင်းပြီးတော့ဝမ်းနှုတ်စေးအကြောင်း probiotic အကြောင်း ORS တွေပြီးတော့ green အတွင်းမှာတက်တာစီရင်အတွက်သုံးတဲ့လင်းစေးပြီးတော့ငုံစေးပေါ့နော်အဲဒီပြပြတော့ပါတယ်နောက်တစ်ပတ်အပိုင်းမှာဆိုလို့ရှိရင်ဗာလေးထပ်ပြောအောင်လဲဆိုတာဆက်လက်ဆောင်မပေးကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်